ဦးနဲ့ကြီးရှစ်ခံဖို့ဆိုတာလေပတ်စံများများတောင်းပြီးတော့နေ့တိုင်းဟင်းကောင်းကောင်းနဲ့ချက်ကျွေးနေဖို့မလိုဘူးရှင်တခါတလေလေဒီကုံစင်းလုံးနဲ့လိုက်တဲ့အတီးအရွက်လေးနဲ့ကိုကလက်ရကောင်းကောင်းလေးချက်ကျွေးလိုက်ရင်ကိုရဲ့အိမ်ဦးနဲ့ကြီးကချစ်တော်မိမရေဆိုပြီးတော့ဖြစ်လာမှာရှင်ကဲဒီနေ့ကတော့နှစ်ယောက်စာအတွက်ကြက်ဥနှလုံးနဲ့ရှိတဲ့အရွက်ကလေးကိုကြော်လိုက်ရင်လေရွှေတာတဲ့ဟင်းတစ်ခွက်ဖြစ်ပါရဲ့ရှင်ကဲဘယ်လိုမျိုးလဲဆိုတော့ကျမကတော့ကြက်ဥနှလုံးကိုမှွေပြီးလာကြော်ပေးလိုက်ပါတယ်ရှင်မှွေတယ်ကျမကကြက်ဥတွေကိုကြေသွားအောင်မှွေလိုက်ပါတယ်ခါရဲ့အရွက်ထိတ်ကြော်မှာဖြစ်တဲ့အတွက်စီရီများလို့စီရီနဲ့ပြန်ခတ်ထုတ်လိုက်ပါတယ်ကြက်ဥလေးကြော်ပြီးတော့မှွေသွားအောင်လို့ကျမကြက်သွန်တူလေးကိုတစ်ခါရဲထည့်ပြီးစီတက်လိုက်ပါတယ်ပြီးတော့ကျမမှရှိတဲ့အရွက်လေးတွေကိုထည့်လိုက်ပါတယ်ရှင်ကဲဒါကတော့နှစ်ယောက်စာအတွက်ဟင်းတစ်ခွက်ရသွားပြီပေါ့နော်ရတာတော့ကစားရဲ့အချိုအတွက်ဆော့ကလေးရဲ့ပဲငံပြားရဲ့ကြီးလေးရဲ့ထည့်လိုက်ပါတယ်ကဲဒါဆိုရင်တော့ဟင်းလေးတစ်ခွက်ရပါပြီတစ်ခါတလေလည်းအမြဲတမ်းပတ်စံအများကြီးတောင်းပြီးတော့ဟင်းကောင်းမဲ့ချက်စားနေလို့ရှိရင်ကိုယ့်ရဲ့အိမ်ဦးနဲ့ကြီးကညုံညင်မှာပေါ့နော်တစ်ခါတလေဒီလိုရှိတဲ့ဟင်းလေးနဲ့လည်းနှစ်သက်ရသေး